ဒီလာကုန်နေရပဲဒါကလည်းပဲချိန်ထုတ်ပြီးမလို့သိသေးဘူး ဟဲ့တကယ်ကြီးနေပါဖြစ်နေ အဲ့မပေါ့ရဲ့ငါဒီလက်အိမ်ပြန်มาလေအာမိအတွက်ငကလေးဝယ်ပြီးစင်တာဈေးရလည်းရမ်းများနေတော့ငါနဲ့စင်မပြေဘူးလေအဲ့ဒါစိတ်ညစ်နေရပါဟဲ့ ငါတကယ်ကြီးကလည်းဘာစိတ်နေလဲချင်းနေနေမကြီးငါဟိုတနည်းငါကွာဖေဖို့တော့နေတွေ့ရလေငါဘရင်မရနာဆိုင်နဲ့သူကဈေးကလည်းအရန်ချိုရတယ်မကြီးအဲ့စနေတနည်းဦးနေမှာလဲသူက promotion နေပေးထားသေးရဲ့အတုံးလုံး promotion နဲ့မကြီးပြန်အောင်ဝင်ရတသိန်းကနေ10သိန်းအောင်ရမှာဟာတွားကြည့်အောင်လေငါတို့ အဲ့ဆိုလည်းပြန်တနည်းနေဆိုတော့ကြည့်ကြမယ်လေ โอเคအဲ့ဆိုငါတို့ပြန်တွားကြည့်ကြမယ်လေ တော့မယ်လေ တောင်းမယ် A few moments later. မင်္ဂလာပါအမဗာလေးရပြရမယ်ဗျ အော်အေးမောင်ကြီးမလေးအမမေအတွက်လေငါစင်းစင်းဝင်းညင်အောင်ငကလေးပြပြီးတော့ အော်ဟုတ်ကဲ့မရှိပါခင်ဗျာ မောင်လေးအတုံးလုံး promotion ရှိရဲ့ဆိုစနေဒီနေ့မှာလာဝယ်လို့ရှိရင်လေပြီးတော့ပြန်ဝင်ရတသိန်းကနေ10သိန်းရမှာရောဟုတ်လား အော်ဟုတ်ကဲ့အစုံကိုမရှိပါခင်ဗျာ ဒါလေးကဘယ်လောက်လဲဒါလေးက12သိန်းကျော်ပဲအဲ့ဆို17သိန်းကျော်နဲ့ရမှာပေါ့အင်းစင်ပြေရမလားအေးအဲ့ဆိုဒါလေးပဲယူလိုက်တော့မယ်နော် 12 seconds later. မင်းရှင်းနေပါဗျာကျေးဇူးတင်ပါတယ်နော်နောက်လည်းလာပြောအောင်ဗျာ